ကိုကလေးကိုဘယ်သူနဲ့မှမတူတဲ့ပုံစံလေးပေါ့နော်စီးစီ channel ဆိုလို့ရှိရင်တော့ဒီပြိုင်ကားရှိပါတယ်ပြိုင်ကားဆိုတဲ့အတိုင်းပဲသူကတော့ဝိုးဝိုးကလေးတွားမယ်ချိုးခွေလေးရအခုဒီအချိုးခေါက်လေးလည်းလှပါတယ်ရှင်တီယာတိုင်းလေးကိုပြပေးပါမယ်နော်ဒါသူရဲ့တီယာတိုင်းတကယ်ပြိုင်ကားတီယာပုံစံလေးပါပြီးလို့ရှိရင်သူ့ရဲ့အားသာချက်လေးကဘာဖြစ်မလဲဆိုလို့ရှိရင်ပုတ်ခိုင်းလို့ remove နဲ့တယ်မကောက်ပေါ့နော်အနေနဲ့မောင်းချင်တယ်ဆိုလို့ရှိရင်လည်းဒီခလုတ်လေးတက်ပါရရဲ့နော်ကိုကမြန်မောင်းချင်လည်းရတယ်နေမောင်းချင်တယ်ဆိုလို့ရှိရင်လည်းရပါတယ်ဒီဘက်မှာဆိုတရှင်းလေးတွေပါမယ်ခွန်းလေးတွေပါမယ်ပေါ့နော်ဒါလေးတော့တီယာတိုင်းကိုကန်ပြီးတော့ချိုးပေးလို့ရမှာပါ remove နဲ့မောင်းရဆိုလို့ရှိရင်လည်းမောင်းလို့ရတယ်ခြေနင်းနဲ့မောင်းချင်တယ်ဆိုလို့ရှိရင်လည်းမောင်းလို့ရပါတယ်ရှင်ဒါသူရဲ့အနောက်ပုံစံလေးပါအရွယ်ဆိုလို့ရှိရင်ကတော့ဒါထိုင်တက်စအရွယ်ကနေပြီးတော့ဒါ9နှစ်ကျော်6နှစ်ပတ်ချာလေးပေါ့နော်အဲ့လောက်ဝန်းကျင်လောက်ထိစီးလို့ရပါတယ်ရှင်ဒါဝင်တော့ကြခက်မှန်းအတက်ကလေးကိုပဲပြောပြတာပါနော်အယောင်ဆိုလို့ရှိရင်တော့အဖြူအောင်လေးရမယ်အနီအောင်လေးရပါမယ်ရှင်ဆိုင်မှာလည်းလာရောက်အားပေးလို့ရပါတယ်ဆိုင်လိပ်စာလေးရန်ကုန်မြို့မရန်ကုန်နေရက်ကွက်ဥပ္ပံမီပွိုင်းကြီးကျွေတင်မတ်တိုင်းအလဲဘူလမ်းမကြီးပါရှင်Viber ကနေဗီဒီယိုကောနဲ့ကြည့်ချင်တယ်ဆိုရင် Viber နံပါတ်လေးက3996585433 39903316ခွန်6ခွန်ပါရှင်